မင်္ဂလာပါရုပ်ရှင်ချစ်ပရိသတ်တို့ရေ Infinite Recap ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဖခင်တယောက်နဲ့သမီးများကြားကနှက်ဆိုင်တဲ့တန်ရောစဉ်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတဲ့2018ခုနှစ်ထွက် American သိပ္ပံစိတ်ကူးရင်တဲထိတ်ရင်ဘူးရုပ်ရှင်ဇာတ်ကားကောင်းတကားဖြစ်တဲ့ Higher Power ကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဇလန်းကိုကဘာကြီးကိုကယ်တင်ဖို့အတွက်သူကိုယ်တိုင်ဖျားသခင်တပါဖန်ပြီးမဲ့ဆိုတဲ့မှတ်သားစရာစကားစုလေးတစ်ခုနဲ့စတင်ထားပါတယ် The Controller လို့လူသိများတဲ့ယူသွနေတဲ့သိပ္ပံပညာရှင်ကြီးတစ်ယောက်ဟာလူသားတစ်ယောက်ကိုအစွမ်းထက်စွမ်းရှင်ဖြစ်ပြောင်းလဲပြနိုင်တဲ့သူတေသနာတစ်ခုကိုလှုပ်ဆောင်နေပါတယ်အဲ့ဒီအချိန်မှာရုပ်ဝက်ဆန်းကျဲတဲ့လူတစ်ယောက်ကသူ့စီကိုပုံဝက်စာတိုတွေကတဆင့်ဆက်သွယ်လာပြီးမကြခင်ကဘာပြတ်တော့မဲ့ဘေးရန်နေရကနေကယ်တင်ဖို့အတွက်ဒီသူတေသနာကိုလက်တွေ့အကောင့်ထဲပေါ်ဖို့အစီအစဉ်တစ်ခုကမ်းလှမ်းခဲ့ပါတယ်ဒီစမ်းသပ်မှုကြီးအောင်မြင်ဖို့အတွက်စမ်းသပ်ခံလူသားတစ်ယောက်လိုအပ်တာကြောင့် The Controller ဟာ DNA ခွဲခြမ်းစိတ်ဖြာမှုတွေလှုပ်ဆောင်နေတဲ့နောက်ဆုံးမှာဂျိုးဆက်စတမန်သို့မဟုတ်ဂျိုးဆိုတဲ့လူတစ်ယောက်ကိုတွားရောက်တွေ့ရှိခဲ့ပါတယ်အခြားတစ်ဖက်မှာလည်းနက္ခတ္တဗေဒပညာရှင် Michel Sofor ကကြီးမားတဲ့ခြေတလုံးပောက်ကွဲပျက်စီးရာကနေထွက်လာမဲ့ဂမ်မန် Ray ဂမ်မာရောင်ကြီးတန်းကြီးဟာကမ္ဘာမြေစီတိုက်ရိုက်ဦးတည်လာနေပြီးဒါဟာလူသားမျိုးနွယ်စုတွေနောက်ဆုံးမြင်တွေ့ရမယ့်ကမ္ဘာပြက်ကက်ကြီးဖြစ်လာမယ်လို့သတိပေးနေပါတယ်ကျွန်တော်တို့ရဲ့အဓိကဆက်လိုက်ဂျိုးကတော့လက်ရှိမှာစိတ်တက်ကြယောဂနဲ့အရက်ဆွဲယောဂကိုဥကနေရပြီး Riddler ကုမ္ပဏီမှာလုံခြုံရေးဝန်ထမ်းအဖြစ်လုပ်ကိုင်နေသူပါဂျိုးမှာသမီး2ယောက်ရှိပြီးသမီးကြီးစုံကမိခင်တည်ဆုံမှုအတွက်ဖခင်ဖြစ်သူဂျိုးကိုပြစ်တင်မုန်းတီးနေပါတယ်အံ့ဩစရာကောင်းတာကဥဆုံးဟာလက်ခတ္တဗေဒပညာရှင်မကြောင်နဲ့ချစ်သူတွေဖြစ်နေကြတာပါသမီးအငယ်တွေကတော့မူရစ်ဆေးဆွဲနေပြီးနိုင်ကောက်ဆိုတဲ့လူမိုက်ရဲ့ချုပ်ကန်မှုကိုခံနေရပါတယ်ဂျိုးဟာသမီးတွေနဲ့ပြန်အဆင်ပြေအောင်စူးစမ်းပေမဲ့သမီးကြီးရဲ့ညှင်းပယ်မှုကိုခံရပြီးစိတ်ပြက်လက်ပြက်နဲ့အရက်ပြန်တောက်နေတော့မှပဲကားနောက်ခန်းထဲပုံနေတဲ့လူတစ်ယောက်ရဲ့ပြန်ပေးဆွဲခြင်းကိုခံလိုက်ရပါတော့တယ် The Controller ဟာဂျိုးရဲ့မျက်လုံးထဲကိုချက်ပြားတစ်ခုထည့်သွင်းလိုက်ပြီးသူ့ကိုစိတ်ကြိုက်ချင်းချုပ်ပါတော့တယ်သမီးဖြစ်သူရဲ့တန်းနဲ့ချင်းချောက်ပြီးဂျိုးကို Riddler ကုမ္ပဏီရဲ့ဥက္ကဋ္ဌ Charles ရဲ့အိမ်ထဲကိုတင်းကျပ်ဝင်ခိုင်းပါတယ် Charles ဟာ The Controller ရဲ့ခက်လူကြီးဟောင်းဖြစ်ပြီးဒီ project ဟာအလွန်အန္တရာယ်များလို့သူ့ကိုအလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ Charles ဟာ drone တစ်ခုရဲ့တိခတ်မှုကြောင့်တေဆုံးသွားခဲ့ပြီးဂျိုးကတော့ Charles ရဲ့လက်မောက်ကိုချက်ယူကာထွက်ပြေးခဲ့ရပါတယ်အဲ့ဒီနောက်ဂျိုးဟာ Riddler ရဲ့ပင်မသုတေသနအဆောက်အဦတွေကိုရောက်သွားပြီးဥက္ကဋ္ဌရဲ့လက်မှတ်ကိုသုံးကာကြီးမားတဲ့စွမ်းရည်ထိုးဆက်ကြီးတွေကိုဝင်ဖို့အတင်းအကျပ်ခိုင်းစေခြင်းခံရပါတယ်အဲ့ဒီစက်ကြီးလက်ပတ်ရာကနေထွက်လာတဲ့ရင်းထန်တဲ့အလင်းလန်းတွေကဂျိုးရဲ့ DNA အစီအစဉ်ကိုလုံးဝပြောင်းလဲပစ်လိုက်ပြီးသူ့ကိုစွမ်းထက်စွမ်းရှင်တစ်ယောက်ဖြစ်အသွင်ပြောင်းပေးလိုက်ပါတော့တယ်ဂျိုးလိုးလာတဲ့အချိန်မှာသူ့ကိုယ်သူထူးခြားတဲ့စွမ်းအားတွေရန်နေမှန်းသတိပြုမိသွားပါတယ်သူစိတ်ဆိုးဒေါသထွက်တိုင်းသူ့ခန္ဓာကိုယ်ကနေဖြည့်ဆည်းအားပြင်းတဲ့ခရမ်းရောင်အလင်းတန်းတွေထွက်လာတတ်ပါတယ် The Controller ဟာဂျိုးရဲ့စွမ်းအားကိုအမြင့်ဆုံးအဆင့်ထိရောက်အောင်တိုးပို့ချင်တာကြောင့်သမီးငယ်ရီယာကိုနှိပ်စက်နေတဲ့နေကောက်ရဲ့ဂေဟာစီလွတ်လိုက်ပါတယ်အဲ့ဒီမှာနေကောက်ကရီယာရဲ့ဗီဒီယိုတွေကိုပြပြီးရန်စတဲ့အခါဂျိုးအလွန်မင်းဒေါသထွက်ပြီးကမ္မရောင်ကြီးတန်းတွေထုံကနေခုတ်ကိုအမှုတ်ချပစ်လိုက်ပါတယ်အဲ့ဒီနောက်ရဲတွေဖမ်းဆီးတာကိုခံရပေမဲ့ဂျိုးဟာစွမ်းရင်လင်းနှံအဖြစ်အသွင်ပြောင်းပြီးအလင်းနှုံးနဲ့ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်း The Controller ရဲ့လူတွေကသမီးကြီးဆုံးနဲ့သူ့ချစ်သူမတ်ချောကိုပြန်ပေးဆွဲသွားတယ်လို့ရဲတွေကလည်းတင်မောချင်းမှာဘုံရှိတယ်ဆိုပြီးလိုက်ရှာနေကြပါတယ်ဂျိုးဟာတင်မောချင်းကိုချိန်မီရောက်သွားပြီးဘုံပါတဲ့ကွန်တိန်နာကိုကောင်းကင်ပေါ်တည်ဆောင်သွားနိုင်ခဲ့ပေမဲ့ပောက်ကွဲမှုကြောင့်လေယာဉ်တစ်စင်းပြတ်ကျမလို့ဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဂျိုးဟာသူ့ရဲ့စွမ်းအားနဲ့လေယာဉ်ကိုမြေပြင်ပေါ်မကျအောင်ထိန်းထားနိုင်ခဲ့ပါတယ်အဲ့ဒီနောက်ဂျိုးကဇောက်ကိုကယ်တင်ဖို့ရောက်လာပြီးသူ့ရဲ့စွမ်းအားတွေနဲ့ရန်သူတွေကိုအလွယ်တကူနှိမ်နင်းလိုက်ပါတယ်ဒါပေမဲ့မထင်မှတ်ထားတဲ့အလှည့်ပြောင်းနေတဲ့ The Controller ကိုနောက်ွယ်ကနေသူ့ဝညင်ကြားနေတဲ့သူဟာမချောဖြစ်နေတာကိုသိလိုက်ရပါတယ်ကမ္ဘာရောင်ချီတန်းကြီးကဘာကိုတိုက်ရိုက်ထိမှန်တော့တဲ့အချိန်မှာမချောကဂျိုးရဲ့ဒေါသနဲ့စွမ်းအားကိုအမြင့်ဆုံးအဆင့်ထိပောက်ကွဲထွက်သွားစေဖို့အတွက်ဇောကိုဂျိုးရဲ့ရှေ့တင်မှာပဲတနက်နဲ့ပြစ်တက်လိုက်ပါတယ်အလားတူပဲ The Controller ရဲ့လူတွေကလည်းသမီးငယ်ရီယာကိုတက်ဖြတ်လိုက်ပြီးဂျိုးကိုဗီဒီယိုပြသခဲ့ပါတယ်မိ2ယောက်လုံးဆုံးရှုံးလိုက်ရတဲ့ဂျိုးဟာအဆုံးစွန်ထိဒေါသပေါက်ကွဲသွားပြီးသူ့ခန္ဓာကိုယ်ကနေအေယာမခရမ်းရောင်အလင်းတန်းကြီးတွေထွက်လာကကဘာမြေတစ်ခုလုံးကိုလွှမ်းခြုံသွားတဲ့တန်လိုက်စွမ်းရဲ့အကာအကွယ်အတားအဆီး electromagnetic barrier ကြီးတစ်ခုကိုဖန်တီးလိုက်ပါတော့တယ်အဲ့ဒီအကာအကွယ်ကကဘာစီဥတီလာတဲ့ဂမ်မာရောင်ခြည်တန်းတွေကိုအကုန်ဆုပ်ယူပစ်လိုက်ပြီးကဘာကြီးကိုပျက်စီးခြင်းပေးကနေကယ်တင်လိုက်နိုင်ပါတယ်
နောက်ဆုံးမှာတော့သူ့ကွယ်လွန်သူဇနီးတဲ့အပေါ်ထားခဲ့တဲ့ဂရီအတိုင်းဇနီးနှစ်ယောက်လုံးကိုသူ့ရဲ့ဖျားသခင်လိုစွမ်းအားတွေနဲ့ပြန်လည်အသက်သွင်းပေးခဲ့ပါတယ်ဇလန်းအဆုံးမှာတော့သမီးနှစ်ယောက်ဟာပင်လယ်ကမ်းခြေမှာပျော်ရွှင်စွာပြန်လည်ဆုံတွေ့ကြရပြီးဂျိုးကတော့ကဘာကြီးကိုစောင့်ရှောက်တဲ့ထာဝရစွမ်းရှင်ကြီးဖြစ်အသွင်ပြောင်းလဲသွားရင်းနဲ့ပဲဒီဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်အခုလိုဗီဒီယိုလေးတွေကိုဆက်လက်ကြည့်ရှုဖို့အတွက် channel ကို subscribe လုပ်ထားပေးကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်